ကန်ယဲ West ရဲ့ပောက်ကရတွေ့တဲ့အကြောင်းကိုခင်ဗျားတို့ line ပေါ်မှာခဏခဏမြင်မှုကြမှာပါသူ့နာမည်ကိုလည်းကန်ယဲကနေရဲဆိုပြီးပြောင်းထားပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကကန်ယဲလို့ပဲခေါ်သွားပါမယ်အရှိမကန်ယဲမှုေးခဲ့တဲ့မီးတွေအများကြီးရှိသေးပေမဲ့အခုလောလောဆယ်ဒီရက်ပိုင်းမှာပဲဖြစ်သွားတဲ့ကိစ္စလေးတချို့ပြောပြပေးပါမယ်ပထမဆုံး Twitter မှာသူ့သမီး Norwest ရဲ့ PDD ရဲ့တားရဲ့ပါတဲ့တခြင်းကိုတင်ခဲ့ပါတယ်အဲ့မှာသူ့ရဲ့အရင်မိန်းမ Kim Kardashian ကအဲ့တခြင်းကိုမထုတ်ဖို့အတွက်ဝင်တားပါတယ်တရားရုံးကနေစာရီပို့ပြီးပါတားခဲ့ရပြီးနောက်ဆုံးမှာအဲ့ဒီချင်းကိုကန်ကျင်းကမထုတ်ဖို့အတွက်သဘောတူခဲ့တယ်လို့ဆိုပါတယ်။အမေတယောက်အနေနဲ့ကိုသမီးကိုဒီလိုလူမျိုးရဲ့ချင်းမှာမပါသေးချင်တာကသဘာဝကျပါတယ်။ကလေးတွေရဲ့အုတ်ထိန်မှုအတွက်ပါကင်ကအပြည့်အဝရအောင်တရားရုံးကနေဆက်လက်ပြီးစူးစမ်းခဲ့ပါတယ်။အဲ့နောက်မှာတော့ကန်ကျင်းကကင်မွန်တိုက်ခိုက်တဲ့စကားတွေတင်ခဲ့ပြီး Kim Kardashian နဲ့သူ့ညီမတွေကမကောင်းတာလှုပ်ရှားနေကြတာဆိုပြီးဆွဆွဲခဲ့ပါတယ်။ Kim နဲ့ကန်ကျင်းက2014မှာလက်ထပ်ခဲ့ပြီး10နှစ်အကြာ2022မှာကွာရှင်းခဲ့ပါတယ်။ကိုသားသမီး၄ယောက်ရဲ့အမေ9နဲ့10နှစ်လောက်ပေါင်းခဲ့တဲ့မိန်းမတယောက်ကိုကန်ကျင်းဟာအဲ့လောက်ထိပြောဆိုခဲ့ပါတယ်။အဲ့နောက်မှာတော့ကန်ကျင်းရဲ့မြောက်က industry တွေက rapper တွေဘက်ကိုလှည့်သွားပါတယ်။လွန်ခဲ့တဲ့တစ်လလောက်ကအင်တာဗျူးတစ်ခုမှာ Kendrick Lamar ကိုရှင်ပြီးဘယ်သူမှ rap မရွတ်နိုင်ဘူးလို့ပြောခဲ့တဲ့ကန်ကျင်းဟာကာရီရဲ့ music album မှာ Kendrick ရဲ့ featuring သုံးဖို့ကိုတွေ့ပြီးတဲ့နောက်မှာတော့တမျိုးပြောင်းသွားခဲ့ပါတယ်။အဲ့ album မှာ Kendrick ရဲ့အတန်ကိုလုံးဝမလိုအပ်ဘူးဆိုပြီးတော့တင်ခဲ့ပါတယ်။နောက်ပြီး Grammy 9 သူရခဲ့တဲ့ Not Like Us ကိုလည်းသူလုံးဝမကြိုက်ဘူးလို့ဆိုပါတယ်။ Kendrick နဲ့ပတ်သက်ပြီးအများကြီးထပ်တင်ခဲ့ပြီးအဲ့ထက်ပိုဆိုအောင် Kendrick ရဲ့အတန်မဒိန်းအောင်အတန်နဲ့တူနေရလို့ပါတင်ခဲ့ပါတယ်။ဒီနေ့ရဲ့ Super Bowl halftime show မှာလည်း Kendrick တက်ဆိုင်ရင်သူဒါမှမဟုတ် Travis Scott ဒါမှမဟုတ် Drake ကလာပို့ပြီးတင့်တော်ပါတယ်လို့သူကဆိုခဲ့ပါတယ်။နောက်ထပ်ပြမကတော့ Jay-Z နဲ့ Beyonce တို့လည်းမရဘူးပဲဖြစ်ပါတယ်။သူတင်ခဲ့တာမင်းတို့ Jay-Z နဲ့ Beyonce တို့နောက်ပိုင်းမွေးတဲ့ကလေးတွေကိုမြင်ဘူးကြလား။တွေ့ဘူးမလား။ artificial insemination ပေါ်လာတာကောင်းကြီးတစ်မျိုးပါပဲဒါပေမဲ့ကြက်မပြည့်တဲ့ကလေးတွေမွေးလာတာကိုထိုင်းနဲ့ကိုကန်ပေါ့အဲ့လောက်ကြီးကိုတင်ခဲ့တာပါနောက်ပြီး Jay-Z နဲ့ Beyonce တွေမကောက်ဘူးသူတို့တစ်မျိုးလုံးကလီးပဲထင်တယ်ဆိုပြီးထပ်တင်ခဲ့ပါတယ်နောက်ပြီးလမ်းကြုံအနေနဲ့တိုင်လာတဲ့ creator မှာဆိုလူတွေမှတ်မှတ်ရရဖြစ်စရာတခြင်းတပုံးမှမရှိဘူးဆိုပြီးပလိန်တင်ခဲ့ပါတယ်တိုင်လာဆိုရင်တစ်ခါတော့မှကန်ကျင်းကိုမကောင်းမပြောဘူးပါဘူးကန်ကျင်းဟာအဲ့လိုကြီးတင်နေခဲ့ပေမဲ့တစ်ဖက်ကလူတွေရဲ့ဘာမှပြန်မပြောခဲ့ကြပါဘူးပြန်ပြောတဲ့သူတယောက်တော့ရှိပါတယ် play wine ကာဒီပါမနစ်ကဒီအရန်တွဲညီတဲ့သူတို့နှစ်ယောက်ဟာအခုတော့အဆင်မပြေကြတော့ပါဘူးဒီကိစ္စမှာတော့ကန်ရပလိန်တိုက်ခိုက်တာမဟုတ်ပဲအကြောင်းရှိပါတယ်အဲ့ဒါကတော့ကာတီရဲ့ Evan အစ် music မှာသူ့ကိုခြံထားခဲ့တာကြောင့်ပါကာတီဘက်ကအကြောင်းကတော့ကန်ရဲကိုခြံထားခဲ့တာသူအရှိမရှာထားတဲ့နှကမ်းမွေးနဲ့ပကြီးစရာကိစ္စအပါဝင်တခြားဆောက်ပြဿနာတွေကြောင့်ပါကာတီကတော့ခမရပါဇက်ကိုပိတ်လိုက်ပါတော့လို့ပဲပြန်ပြောခဲ့ပါတယ်အခုကျွန်တော်ပြောခဲ့တဲ့ပြဿနာတွေအကုန်လုံးကိုကန်ရဲကရပ်ပိုင်းလေးနဲ့ရှာသွားခဲ့တာပါတပတ်တောင်မကြောက်ပါဘူးတယောက်ယောက်ကလာတကယ်တင်းပြီးတရားထဆိုရင်နေရင်ထိုင်ရင်သူ့အရင်မမောတဲ့ဘီလီယံနာဘွားကပြုတ်ရအောင်မယ်သူ့လိုကဘာကျော်တယောက်အနေနဲ့မဟုတ်ပဲကျွန်တော်တို့လိုတာမန်လူတယောက်အနေနဲ့တော့ဒါတွေပြောဖို့ဆိုတာဖြစ်နိုင်ပါဘူးကဲဒီနေ့တော့ဒီလောက်ပါပဲ Most capable people, they just need a little push. They need to get to